ဖောက်ပြန်ခံလိုက်ရပြီဆိုတဲ့အတိအရာကဘာပြက်တယ်လို့ခံစားရစေပါတယ်ဒါပေမဲ့ဒီတက်ပိုခက်ခဲတာကအဲ့ဒီဖောက်ပြန်သွားတဲ့လူကိုခွင့်လွှတ်တင်သလားစွန့်လွှတ်တင်သလားဆိုတဲ့ဆုံးဖြတ်ချက်ပါပဲလူတိုင်းကအမားနဲ့မကင်းကြပေမဲ့ဖောက်ပြန်မှုကတော့တာမန်အမားတစ်ခုတည်းပို့ပြီးတော့နှက်ဆိုင်ပါတယ်ဒါပေမဲ့တစ်ဖက်လူရဲ့တုံ့ပြန်မှုနဲ့အခြေအနေပေါ်ကိုမူတည်ပြီးတော့ခွင့်လွှတ်ခြင်းနဲ့စွန့်လွှတ်ခြင်းကြားမှာခြားနားလည်ဖို့လိုပါလေဗျဘလို့လူမျိုးတွေကိုတော့ခွင့်လွှတ်တင်တယ်လဲဘလို့လူမျိုးတွေကိုခွင့်မလွှတ်တင်ဘူးလဲဆိုတာပြောပြပေးသွားပါမယ်ကျွန်တော်လည်းများတော့အခါမင်းပါဒီလိုလူမျိုးတွေဆိုလို့ရှိရင်เนาะခင်ဗျားတို့ခွင့်လွှတ်ဖို့စဉ်းစားတင်ပါတယ်ဗျနံပါတ်1ကတော့နောင်တအစ်စ်မှန်ရတဲ့သူပါသူပေါက်ပြန်တာကိုခင်ဗျားတို့မိသွားလို့တောင်းပန်တာမျိုးမဟုတ်ဘဲနဲ့ခင်ဗျားကိုနာကျင်စေမိလို့တကယ်စိတ်မကောင်းဖြစ်ပြီးတော့မျက်ရင်ကြရုံနဲ့မကလုံရက်နဲ့ပါပြောင်းလဲပြတဲ့သူပါနံပါတ်2ကတော့တောင်းဝင်ယူရတဲ့လူမင်းကြောင့်ငါလုံရတာလို့အပြစ်ပုံမချဘဲနဲ့သူ့အမားကသူ့ဆုံးဖြတ်ချက်ပဲဆိုတာကိုဝန်ခံရဲတဲ့သူပါနံပါတ်3ချက်ကတော့ပြင်ဆင်ဖို့ကြိုးစားတဲ့လူပါဖောက်ပြန်သူနဲ့အဆက်အသွယ်ချက်ချင်းဖြတ်တောက်ပြီးတော့ပျက်စီးသွားတဲ့ယုံကြည်မှုကိုပြန်တည်ဆောက်ဖို့ပွင့်လင်းမြတ်တာမှုရှိကြိုးစားတဲ့သူမျိုးပါဒီ3ယောက်ဆိုလို့ရှိရင်တော့ခင်ဗျားတို့အနေနဲ့ခွင့်လွှတ်ပေးတင်ပါတယ်ဗျလူမျိုးတွေကစွန့်လွတ်ဖို့လိုအပ်တာလေလိန်ညာပြီးတော့ညင်းဆုံနေတဲ့သူတက်တည်မပြမချင်းဗျောင်ညင်းနေပြီးတော့လိန်ညာမှုတစ်ခုကိုဖုံးဖို့နောက်ထပ်လိန်ညာနေတဲ့သူခင်ဗျားကိုပြန်ပြီးတော့အပြစ်တင်တဲ့သူဖောက်ပြန်တာကခမရအပြစ်ကြောင့်ပါလို့ပြောပြီးတော့ခမရကိုခမရယုံကြည်မှုပြောင်းအောင်ပြုလုပ်နေတဲ့သူနောက်တစ်ယောက်ကတော့အကျင့်ပါနေတဲ့သူပါအရင်ကလည်းခဏဖောက်ပြန်မှုလေတောင်းပန်လိုက်ပြန်လုံးလိုက်နေတန်နေရလဲနေပြီးတော့ပြောင်းလဲဖို့စံနာမရှိတဲ့လူပါဒီလိုလူ3ယောက်ဆိုလို့ရှိရင်တော့ခမရတို့ချက်ချင်းစွန့်လွတ်ဖို့အာမနာပါနဲ့ဗျခွင့်လွှတ်ခြင်းဆိုတာအခွင့်အရေးပေးခြင်းဖြစ်တယ်လို့စွန့်လွတ်ခြင်းဆိုတာကလည်းကိုယ်တံမှုကိုပြန်ပြီးတော့ကာကွယ်ခြင်းပါပဲဒီလိုအရေးကြီးတဲ့လမ်းစုံလမ်းခွမှာကိုယ်တိုင်ဆုံးဖြတ်ရခက်ခဲနေရင်ဒါမှမဟုတ်စိတ်ဒဏ်ရာတွေကိုကုစားပြီးတော့ရှေ့ဆက်ဖို့လမ်းစာပြောင်းနေရင်ကျွန်တော်စီမှာ question ယူပြီးတော့ပွပွင့်လင်းလင်းတိုင်ပင်ဆွေးနွေးအကြံဉာဏ်ရယူနိုင်ပါတယ်ခင်ဗျာ